performance ကောင်းကောင်း design လန်းလန်း gaming လက်တော်လေးရှာနေရဆိုရင်တော့ Acer Nitro V15 လေးကတင့်တော်ဆုံးပါ adapter အနေနဲ့ဆိုရင်လည်း135 watt ကိုအသုံးပြုပေးထားပါတယ်တည်သွားတယ်လားပြုလုပ်တဲ့အခါမှာအဆင်ပြေစေဖို့အတွက် Acer Nitro gaming ဘက်လေးလည်းပါဝင်ပါသေးတယ်ဒီဇိုင်းပိုင်းမှာဆိုရင်လည်း Nitro logo ရဲ့ပြည့်နေတဲ့ပုံစံအကြောင်းလေးတွေကြောင့်ကြည့်လိုက်တာနဲ့ premium ဆန်နေတဲ့ gaming look ကိုရရှိမှာပါTurbo Boost Speed 4.9 GHz မြန်တဲ့ i7 30 Gen နဲ့ Nvidia ရဲ့နောက်ဆုံးထွက် series ဖြစ်တဲ့5050 8K တို့ကိုတွဲဖက်အသုံးပြုပေးထားတဲ့အတွက်ကြောင့် game ကြီးရေဆော့ချင်တာပဲဖြစ်ဖြစ် video editing တွေလုပ်ချင်တာပဲဖြစ်ဖြစ် engineer ရဲ့ software ကိုအသုံးပြုချင်တာပဲဖြစ်ဖြစ်ချောချောမွေ့မွေ့နဲ့အသုံးပြုနိုင်ပါတယ်။ RAM အနေနဲ့ဆိုရင်လည်း 63GB ကိုအသုံးပြုပေးထားပြီးတော့လိုအပ်တယ်ဆိုရင် 32GB ထိတိုးမြင့်လို့ရပါတယ်။ keyboard မှာဆိုရင်လည်းအယောင်ဆန်းဆန်းနဲ့ backlight မီလေးပါဝင်ပါသေးတယ်။ display အနေနဲ့ဆိုရင်လည်း Full HD IPS panel မှာ 165Hz ရရှိတဲ့အတွက်ကြောင့် FPS game တွေဆော့တဲ့အခါမှာလည်းလင်းလင်းမြမြတိတိကျကျနဲ့ချောချောမွေ့မွေ့မြင်နိုင်မှာပါ sound system ဆိုရင်လည်း studio speaker ဖြစ်တဲ့အတွက်ကြောင့်အတန်တော်ပိုင်းမှာဆိုရင်လည်းပြောစရာမလိုပါဘူးပေါ်အနေနဲ့ဆိုရင်လည်းတန်းနာဘော USB နှစ်ဘော HDMI ဘော network ဘော charging ဘောဟိုဘက်မှာဆိုရင်လည်း jet ဘော USB တစ်ဘောတို့ပါဝင်ပါသေးတယ်ဝက်ကင်အနေနဲ့ဆိုရင်လည်း920p 8D ကင်မရာအသုံးပြုပေးထားပြီးတော့ noise reduction system ပေါင်းတဲ့အတွက်ကြောင့် zoom ပါညာသုံးမယ်ဆိုရင်လည်းအဆင်ပြေပါတယ် Acer Nitro V15 လေးကိုလိုချင်နေဆိုရင်တော့အခုပဲ Weather ID စီးရန်စာပေကိုလာခဲ့လိုက်ပါတော့